လူချင်းမင်းတို့သိပါသလား2016ခုနှစ်မှာအိန္ဒိယနိုင်ငံကသူတို့ရဲ့သမိုင်းမှာဘယ်တော့မှမလုပ်ဘူးတည်တဲ့တရားဝင်နယ်စပ်ဖြတ်ကျော်စစ်စင်ရေးကြီးတစ်ခုကိုလှုပ်ဝက်လှုပ်ဆောင်ခဲ့ကြပါတယ်ပါကစ္စတန်ဒေသနယ်မြေတွေအထိအခြေတင်ရှောက်ဝင်ပြီးတော့အကြမ်းဖက်စခန်းတွေကိုအပြတ်ရှင်းထုတ်ခဲ့တဲ့အိန္ဒိယရဲ့ထိပ်သီးပါရာ SF တပ်ဖွဲ့ရဲ့2016ဖိယမန်ကြောင်းကိုတင်ဆက်ပေးကြပါတယ်2016ခုနှစ်စက်တင်ဘာ18ရက်နေ့မှာပါကစ္စတန်ခြေစိုက်အကြမ်းဖက်သမားတွေကအိန္ဒိယပိုင်ကက်ရှမီးယားဒေသအူရီစစ်စခန်းကိုဝင်ရောက်စီးနင်းခဲ့ပြီးတော့အိန္ဒိယစစ်သည်19ယောက်ကတည်ဆုံခဲ့ရပါတယ်ဒီဖြစ်စဉ်ပြီး17ရက်ကြာစက်တင်ဘာ28ရက်နေ့ညနေပိုင်းမှာတော့အိန္ဒိယအစိုးရကပါရာ SF တပ်ဖွဲ့ဝင်38ယောက်ကိုနေဆက်ကိုလှုပ်ဝက်ဖြတ်ကျော်ဖို့အမိန့်ပေးခဲ့ပါတယ်။သူတို့ကရေဒါနဲ့ကင်းလက်စခန်းတွေကိုရှောင်ပြီးပါကစ္စတန်ထိပ်ချုပ်နယ်မြေတွင်းမှာမိုင်ပေါင်းများစွာကြီးခြေနေတွားတာဝင်ရောက်ခဲ့ကြတာပါ။အဲဒီနောက်မှာပါရာ SF တပ်ဖွဲ့ဝင်တွေကရန်သူဂျမ်းဘတ်စခန်း9ခုကိုတပြိုင်နက်ဝန်းရံလိုက်ပြီးတော့ rocket launcher တွေစက်တနက်တွေနဲ့စက္ကန့်ပိုင်းတွင်အပြင်းထန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။မိနစ်ပိုင်းမှသာကြာမြင့်ခဲ့တဲ့ဒီတိုက်ခိုက်မှုတွင်းမှာအကြမ်းဖက်သမား38ယောက်ကနေပြီးတော့90နီးပါးကိုအပြတ်သက်ရှင်းထုတ်ပစ်နိုင်ခဲ့ကြပါတယ်။အဓိကအရေးကြီးဆုံးကတော့ပါကစ္စတန်စစ်တပ်မရိပ်မိခင်မှာမိနစ်ပိုင်းတွင်နေဆက်ကိုပြန်လည်ဖျက်ကျော်ခဲ့ကြပြီးအိန္ဒိယရဲ့စစ်တပ်တယောက်မှအသက်မဆုံးရှုံးပဲဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တာပဲဖြစ်ပါတယ်။လက်စားချေစစ်စင်ရေးအဖြစ်သမိုင်းဝင်ခဲ့တဲ့အိန္ဒိယနိုင်ငံရဲ့အထူးတပ်ဖွဲ့ဝင်ရဲ့မစ်ရှင်ကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ကိုလည်းမိတ်ဆွေတို့ကြည့်ဘူးလေဆိုရင် comment မှာပြောပြပေးခဲ့လို့ရပါတယ်။နောက်တစ်ကပတ်အကြမ်းဆုံးထူးတပ်ဖွဲ့ဝင်တွေရဲ့မယုံနိုင်စရာစစ်စင်ရေးတွေကိုဆက်လက်သိချင်နေဆိုရင်တော့ Critical Vision ကို follow လုပ်ထားဖို့ကိုလည်းမမေ့ပါနဲ့။